စံဒီကျောင်းသားတွေကျွန်တော်တို့ display လမ်းကြောင်းတိုင်းတာနေကြတာဖြစ်ပါတယ်အလေးမဲ့ထွက်ပြီးရုပ်မပေါ်ရင်ဘာတွေစစ်ကမှလဲရုပ်ပဲပေါ်နေပြီးတော့ဘက်လိုက်အလေးတင်လို့မရရင်ဘာတွေစစ်ကမှလဲဆိုတာကို diagram ဆွဲပြီးတော့ကျွန်တော်တို့ပတ်လန်းတွေတိုင်းပါတယ်ရုပ်မထွက်တိုင်းမှန်လဲရမှာလားဆိုတော့လေမဟုတ်ပါဘူးမှန်လဲတိုင်းနဲ့ရုပ်ထွက်မှာလားဆိုတော့လေမဟုတ်ပါဘူးမှန်လဲတိုင်းရုပ်မထွက်ခဲ့ရင်ရုပ်ထွက်ပြီးတော့လေအလေးမထွက်ခဲ့ရင်မှန်ကောင်းနေပြီးတော့အလေးမထွက်ခဲ့ရင်ဘာတွေစစ်ကမှလဲဆိုတာကိုကျွန်တော်တို့ပတ်လန်းဆွဲပြီးတိုင်းနေကြတဲ့သင်ခန်းစာ display လမ်းကြောင်းလေ့လာနေတာဖြစ်ပါတယ် professional ကနေပြီးတော့ basic ကနေပြီးတော့ professional ရောက်ဖို့အတွက် diagram ကအရေးကိုရေးပါတဲ့အရာတစ်ခုပါဒါကတော့ Sunday တန်းခွဲပေါ့ဒီလိုပညာရက်တွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ ADAS mobile ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဒီကဆိုတန်းခွဲ9လပိုင်း9ရက်နေ့မှာစပါမယ်ဝယ်ဖို့ပညာတွေကိုလေ့လာသိယူပြီးအတမိုးရေးချောင်းအတွက်စူးစမ်းမယ်လို့ရည်ထားတဲ့လူတွေတကယ်စိတ်ဝင်စားတဲ့လူတွေ3994203221ကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာစိတ်ဝင်စားမှလာခဲ့ပါ